မန်စီးတင်းကိုရှုံးနေခဲ့လို့လီဗာပူးတင်းချန်ပီယံလိဝင်မာတော့မလားပရိသတ်များလုံးမင်္ဂလာပါဗျာဒီနေ့မှာပရီးမီးယားလိချန်ပီယံဆုကိုကာကွယ်ဖို့အတွက်ဥရောပမှာပြောင်းရွှေ့ခြင်းအများဆုံးအသုံးပြုခဲ့တဲ့အသင်းဖြစ်တယ်လို့အသင်းသမိုင်းတစ်လျှောက်ဒီနေ့အပြောင်းရွှေ့ပြောင်းရွှေ့ခြင်းအများဆုံးသုံးခဲ့တဲ့နှစ်တစ်နှစ်ဖြစ်လောက်ခဲ့ပါတယ်ဖလော်ရီယန်ဘတ်စ် EKTK နဲ့ East တို့သုံးကိုခေါ်ယူခဲ့တဲ့ပြောင်းရွှေ့ခြင်းတွေတင်ယူလောက်စရာကောင်းနေခဲ့ပြီးဒီကစားမသုံးမှာ EKTK တယောက်ထဲလောက်ကသာအသင်းအတွက်အကျိုးပြုနေခဲ့တာပါEast ဒန်ယာကြောင့်ကာလာရှေကြာနိုင်နေခဲ့ရပြီးဖလော်ရီယန်ဘတ်စ်ကတော့2026ခုနှစ်မှကောင်းစားပြုလာခဲ့ပါတယ်လီဗာပူးတင်းအောင်နောက်ဆုံး9ပွဲမှာတပွဲလာနိုင်ခဲ့ပြီး4ပွဲတည်နဲ့2ပွဲရှုံးခဲ့တာပါဒီရလက်တွေကြောင့်အဆင့်4နေရာကနေအဆင့်6နေရာအထိကိုရောက်သွားခဲ့တယ်လို့အဆုံးတော့ကတော့မန်စီးကိုအင်ကွန်းမှာ FA မှာရှုံးနေခဲ့မှုကြောင့်အဆင့်4နေရာက United နဲ့ရမှတ်9မှတ်အထိကွာသွားခဲ့ပြီးဖြစ်ပါတယ်လီဗာပူးတင်းအောင်ပြီးခဲ့တဲ့ရာသီကအာဆင်နယ်မန်စီးတို့ကိုကြော်ဖြတ်ပြီးပြည့်စုံတဲ့ချန်ပီယံဖြစ်ခဲ့ပေမဲ့လည်းဒီရာသီမှာတော့တကယ်ကိုအဆိုးအဆုံးအခြေအနေနဲ့ကြုံတွေ့နေရပါတယ်အသင်းရဲ့ကစားသမားတွေခြေစွမ်းကျဆင်းလာခဲ့တယ်လို့ကစားမသစ်တွေခေါ်ယူထားကမှလည်းကစားမသစ်တွေကထင်သလောက်အဆင်မပြေခဲ့ပါဘူးအသက်30ကျော်ကစားမတွေဖြစ်ကြတဲ့အသင်းကောင်းဆောင်ဖန်လိုက်နဲ့တောင်ပန်ကမိုဆာရိုကီယာပြီးဆုံးသွားခဲ့ပြီလို့ဆိုနိုင်ပြီးဒီကစားမနှစ်ဦးဟာအရင်နှစ်တွေကလောက်လီဗာပူးအသင်းကိုထမ်းတင်နိုင်ခြင်းမရှိတော့ပါဘူးလီဗာပူးအသင်းဟာဒီပုံစံအတိုင်းသာဆိုရင်ချန်ပီယံလိဝင်တနေရာကိုတော့ရောက်နိုင်ဖို့မသေးကြတော့ပဲငွေကြေးများစွာအသုံးပြုခဲ့ခြင်းနောက်ကွယ်မှာနီးပြအာနီစလော့တယောက်အသင်းမှာဆက်လက်ရှိဖို့ကတေချာပါမလားဒီအချိန်မှာတော့လီဗာပူးရဲ့ဝမှာနီးပြဟောင်းရာဂန်ကလော့ကိုသာပြန်လည်မြင်အောင်နေမှာဖြစ်ပြီးနီးပြအန်စလော့အနေနဲ့လက်ရှိအနေထားတွေကိုပြန်လည်တက်မှတ်မပေးနိုင်တော့ဘူးလားကြံရှိနေတဲ့73ပွဲမှာလီဗာပူးတင်းအောင်အိမ်ကွင်း6ပွဲဝေးကွင်း9ပွဲပါဝင်နေခဲ့ပြီးရင်ဆိုင်မှုကြံရှိနေတဲ့ပြိုင်ပွဲကောင်းတဲ့အပြင် Spa, Everton, United, Chelsea, Aston Villa စတဲ့အသင်းတွေရှိနေသေးတာပါဒါလီဗာပူးအတွက်တကယ်ကိုခက်ခဲဆုံးအခိုက်အတန့်တွေလို့ဆိုရမှာဖြစ်ပြီးလီဗာပူးတင်းရဲ့ရာသီကုန်ဆုံးမဲ့နောက်ဆုံး၄ပွဲဆက်တိုက်က United, Chelsea, Villa နဲ့ Brentford အသင်းတွေကိုဆက်တိုက်ရင်ဆိုင်ပြရမှာပါလာမယ်ပေးပြေးတွေးရအောင်လဲအိမ်ကွင်းလောက်ပဲခြေစွမ်းမှန်နေတဲ့အကြောင်းရှိတဲ့အနေထားကလီဗာပူးတင်းကို6လက်နေခဲ့တာပါလီဗာပူးရဲ့အနေထားဟာဒီချိန်မှာပြုပြင်ပြောင်းလဲရမယ်ဆိုရင်တော့ဘာကိုပြုပြင်ပြောင်းလဲရမှန်းမသိဖြစ်နေခဲ့ပြီးအသင်းကြီးနဲ့ကစားရရင်မစိုးသလောက်အသင်းငယ်နဲ့ကစားရပြီဆိုရင်လီဗာပူးအသင်းဟာအပေါ်အသင်းမဖြစ်တော့တာကြာမြင့်လာခဲ့ပါပြီ။နေပြအန်စလော့နဲ့လီဗာပူးအသင်းတို့ဒီရာသီမှာချန်ပီယံလိဝင်ခွင့်မရတော့ရင်လာမယ့်ရာသီဒီမှာဘာတွေဖြစ်လာနိုင်မလဲ။နေပြအန်နီစလော့ကရောနေပြရာတို့မှာဆက်ရှိနေအောင်ပါမလား။ဗီဒီယိုလေးကတော့ပါပဲအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်ဒုတိယချင်းတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။တောင်ကြမ်းမဆရလက်ကောင်းများစွာအထိရရှိပိုင်ဆိုင်နိုင်စေဖို့ Zero Score Football စာမေးမှာအကောက်ဖွင့်စော်ကစားလိုက်ကြပါစို့။